အားလုံးပဲမင်္ဂလာပါဗျကိုဘီ sharing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငွေသခင်အရေးတော်ပုံ FIRE လို့အတူကောက်ခေါ်တဲ့ Financial Independence Retire Early ဆိုတဲ့လှုပ်ရှားမှုဟာကမ္ဘာအနှံ့နေရာအများပြားမှာရေပန်းစားနေပါတယ်မြန်မာလိုအတိအကျဘာသာပြန်ရရင်တော့ငွေကြေးအချုပ်အနှောင်မှကင်းလွတ်ပြီးစောစီးစွာအငြိမ်းစားယူခြင်းပေါ့ကျွန်တော်ကတော့ငွေသခင်အရေးတော်ပုံလို့ပဲဆိုချင်ပါတယ်ကျွန်တော်ကလည်းငွေသခင်အရေးတော်ပုံသားတယောက်ပါပဲအကျွေးတွေပတ်လေဝိုင်းနေတဲ့ဘဝကနေငွေသခင်ဘဝကိုရောက်လာတာပါငွေသခင်တွေဟာငွေကြေးအတွက်တောင့်တကြောင်ကြမှုမရှိပဲလွတ်လွတ်လပ်လပ်နေထိုင်နိုင်သူတွေပဲဖြစ်ပါတယ်ကြီးကြီးတက်ချမ်းသာချမ်းသာပါမယ်ဒါပေမဲ့တဘွားစာဖူလောင်အောင်ငွေကြေးဥစ္စာရင်းနှီးမြှုပ်နှံမှုတွေရှိထားပြီးသူတွေဖြစ်ပါတယ်ဘာမှမလုပ်ပဲရနေတဲ့ဝင်ငွေဟာထွက်ငွေထက်များနေရပါမယ်ကိုဝါသနာပါတဲ့လုပ်ငန်းအသီးသီးကိုငွေမျက်နှာမကြည့်ပဲအေးချမ်းလုပ်နိုင်ကြပါတယ်ဘာမှမလုပ်ပဲအိမ်မှာနေချင်နေခီးထွက်ချင်ထွက်အေးဆေးနေနိုင်ကြပါတယ်ပရာဟိတလုပ်ချင်လဲငွေရတာမရတာကိစ္စမရှိနောက်ဆံမတင်ပဲလုပ်နိုင်ပါတယ်ငွေကခိုင်းတဲ့အတိုင်းလိုက်လုပ်ကြမလို့တော့ပဲငွေကိုခိုင်းထားနိုင်သူတွေပဲဖြစ်ပါတယ်ငွေစီရားကနေတွေးခွာနိုင်ပြီးလွတ်လပ်သွားသူတွေပါစောစီးစွာအငိမ့်စားယူခြင်းလို့ဆိုရမှာလဲအငိမ့်စားယူပြီးအိမ်မှာအလကားထိုင်နေတာကိုဆိုလိုတာမဟုတ်ပါဘူးကိုမလုပ်ချင်တော့တဲ့ညီးငွေလာတဲ့အလုပ်တွေကိုရန်နာပြီးအခြားကိုကြိုက်တဲ့အလုပ်တွေကိုငွေကြေးကိစ္စထည့်သွက်ကြမလို့ပဲလုပ်နိုင်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုဝါသနာပါနှစ်သက်ရင်လည်းဆက်လုပ်နိုင်ပါတယ်ကိုယ်သမိုင်းကိုလွတ်လပ်ရေးခွင့်ရှိသူတွေပဲဖြစ်ပါတယ်ပုံမှန်ပင်စင်ယူချိန်အသက်60ကျော်အထိမဆောင်ပဲအသက်ငယ်30 40 50အရွယ်မှာတင်ငွေသခင်ဖြစ်အောင်ကြိုးပမ်းကြသူတွေပါငွေသခင်ဖြစ်သွားပြီးတဲ့နောက်ပိုင်းအလုပ်ဆက်လုပ်ဖို့လူသေးလားလို့မေးရင်လဲငွေကြေးအတွက်တော့အလုပ်ဆက်လုပ်ဖို့မလိုတော့ပါဘူးလို့ဖြေရပါမယ်ဒါပေမဲ့တာဝန်သိစိတ်နဲ့အလုပ်ဆက်လုပ်ကြပါတယ်လူပေါင်းလောကကိုအကျိုးပြုဖို့အလုပ်ဆက်လုပ်ကြပါတယ်ငွေသခင်ဖြစ်ဖို့မိဘအတိုင်းဝိုင်းကချမ်းသာကြလည်းမလိုပါဘူးမိဘကချမ်းသာနေရင်တော့တပန်းတာမှာပေါ့ဒါပေမဲ့ငွေသခင်စိတ်သက်စီကန်းတဲ့ပညာတွေမရှိရင်တော့ဂတိ80တထေးသားဇက်ကိုခင်းရမှာပါအခြေခံလူဒန်းစားဘဝကနေလဲငွေသခင်ဖြစ်နိုင်ကြောင်းမြန်မာနိုင်ငံမှာနေလဲငွေသခင်ဖြစ်နိုင်ကြောင်းသတင်းကောင်းပါပြစီငွေသခင်ဖြစ်ဖို့နီလန်းလေးတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေပါတယ်ခင်ဗျာအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာလေးစားစွာဖြင့်ပိုးဆုံးကျူးအခုတင်ဆက်ပေးခဲ့တာကတော့ဆရာပိုးဆုံးကျူးရဲ့ငွေသခင်အရေးတော်ပုံဆိုတဲ့စောင်းပါးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းဒီလိုငွေကြေးဆိုင်ရာအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းပုံတွေကိုနှိပ်ပေးခဲ့ပါဦးခင်ဗျာ